Okay ဘောရောအားလုံးမင်္ဂလာပါကျွန်တော်တော့ Amdo ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ blog view ထဲမှာကျွန်တော်ကန်ကောင်းခြင်းနဲ့တူကျွန်တော်ပြန်လဲရောက်ရှိလာပြီပေါ့နော်ကျွန်တော်ဒီတော့ပြန်လဲရောက်ရှိလာတဲ့အချိန်မှာကျွန်တော်အတီးဖောက်တာတဲ့အတီးကောက်လာတယ်မကားပဲနေတော့အတီးရနိုင်တဲ့အရာတွေကိုတာစီးမအောင်စကန်စီးမအောင်ရှောက်လုပ်ကြည့်ပါတယ်အဲ့လိုနဲ့ကျွန်တော်စော်ရဲလန်းနဲ့ mythical fruit တွေ legendary fruit တွေအများကြီးရခဲ့ပါတယ်အဲ့ထဲမှာကျွန်တော်ပြောပြမယ်ဆိုရင် mythical fruit တွေကတော်တော်လေးကိုကျန်းတဲ့ fruit တစ်လုံးမှာကောက်ထားပါတယ်အဲ့ဟာဘာသိတဲ့သိရင်တော့ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ပြီး video ကိုအဆုံးထိကြည့်ပေးကြပါဦးအဲ့တော့ view လေးကိုစလိုက်ကြအောင် okay ဒါကတော့ကျွန်တော်ပထမဆုံးအတီးလို့ဟာရ Levi စားဖို့ရပါပဲအခုဒီ Levi ဆိုတာဘာမှမသိသေးတဲ့ brother တို့အတွက်ကျွန်တော် Levi ဆိုတာဘာလဲဆိုတာပြောပြမှာဖြစ်ပါတယ်Levi ဆိုတာကျွန်တော်တို့ blog တွေမှာ level မမှတ်သေးတာလို့ပတ်စံနေအများကြီးလိုတာလို့ကျွန်တော်လိုမျိုး V4 ရည်နဲ့ကျန်းနေတာတို့ပြီးအခြားသောလက်နက်တွေ accessory တွေနဲ့ mystery တင်နေတာတွေအတွက် service လုပ်ပေးနေသူပြောဖြစ်ပါတယ်သူစီမှာဆိုရင် service တွေကိုအတန်ဆုံးစည်းနဲ့လုပ်ပေးနေရမို့လို့ brother တို့အနေနဲ့ service တွေသွားအပ်ချင်တယ်ဆိုတော့ကျွန်တော်ရဲ့ description မှာချပေးထားတဲ့ link ရနေစဉ် Levi စီမှာတွားရောက်မေးမြန်းပြီးတော့စားပြီးလုံးလိုက်ပါပြီဗျ။ Okay ဒါကတော့ကျွန်တော်ပထမဆုံး row မဲ့အတီးလေးဗျ။အတီး row မှာဆိုတော့ကျွန်တော်ပထမဆုံးအတီးလေးနေတယ်ဘာအတီးပေါက်မယ် let's go အားလုံးပဲအကြည့်လိုက်ကြအောင်။ Yo mythical fruit ပေါက်ပါစီ Okay ။ Oh ရောင်နေ T-Ra ပေါက်သွားပြီ let's go ပထမဆုံးကြည့်ပါလေကျွန်တော် T-Ra fruit mythical T-Ra fruit ပေါက်သွားပါပြီ let's go ကိုလူကို yo နောက်ပြီးတော့အားလုံးကျွန်တော်ပြောပြချင်တာကျွန်တော်ဒီလိုမျိုး drop ပြတာကျွန်တော်ဘာမှမဟုတ်ပါဘူးကျွန်တော်မချိထားတဲ့အကြောင်းကိုပြတာပါ Yo Okay ဒါကတော့ကျွန်တော်တာစီရောက်တော့လေဒီရိုးပြီပေါ့နော် Okay ဘာဒီပေါက်မလဲ let's go ဒုတိယမြောက်အချိန်မြောက်အနေနဲ့ Okay Oh my god mythical marmot fruit ပေါက်သွားပြီ mythical နှလုံးစက်တိုင်းပေါက်ပြီးသွားပြီဗျ let's go ကျွန်တော်ခုနတီရောပေါက်လေခုဆိုရင်မမပေါက်ရရောမတိကနှလုံးစတိုင်းပေါက်ပြီးပြီ let's go စောက်ရန်လန်းနေရအောင်ရေ Okay ဒါကတော့ဒီတာစီမှာရှိတဲ့ MBC လေးကိုတက်တာပေါ့နော်အဲ့ MBC လေးအများကြီးရဲမှာပါကျွန်တော်တို့ကTranky ဆိုတဲ့နာမည်ပါတယ်သူနည်းနည်းမာတဲ့ကောင်တစ်ကောင်တက်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကဒီ web fruit တစ်လုံးရမှာဗျ block fruit တစ်လုံးရမှာအဲ့တော့အဲ့ကောင်ကျွန်တော်တက်ဖို့ဒီမှာစောင့်နေရဒီကောင်လေးပေါ်လာတော့မယ်ခဏလေးစောင့်ပါ Okay Okay ဒီမှာစာရမ်းပေါ်လာပြီ let's go ဒီကောင်လေးတွေကတကောင်လောက်ကိုတက်လိုက်တာလေကျွန်တော်အနေနဲ့ဒါပြီးသွားရင် fragment 100ရတယ်ပေါ့နော်တကောင်မှမတက်နိုင်ရင်တော့မရဘူးအဲ့မှာ Tranky ဆိုရဲအဲ့ဒီနာမည်ပါတဲ့ကောင်တက်နိုင်ကျွန်တော်အနေနဲ့ဒီ battery တစ်လုံးရပါကျွန်တော်ဘာလို့ရမယ် let's go ကြည့်လိုက်ကြအောင် Okay ဒါကတော့ဒီမှာကုံတော့မယ်တော့ဒီကောင်လေး Yo ရောင်ရင်က gravity blade နဲ့ဒီကောင်လေးချရမလို့ရောင်လေး Oh my god Oh Yeti fruit ရပါပြီ Oh my god အဲဒီလိုနေရာမျိုးလေးရနေပြီးတော့ Yeti fruit ရမယ်လို့ဘယ်သူမှထင်မှာမဟုတ်ဘူးရှိုးလိုက်အောင် Yeti fruit ကြီး Oh my god ကျွန်တော်ဒါ Emerald ရဲ့ထုတ်ပြီးတော့ video editor မဟုတ်ဒီမှာ drop ရမယ်မြင်လိုက်လား drop ရတယ်နော် drop ရတယ်နော်ဒါ Emerald ရဲ့ထုတ်တာမဟုတ်ဘူး Yo ဆောက်ရဲကွာ Okay ဒါကတော့ကျွန်တော်တို့အတီးသွားကောင်းပါတော့ဘယ်နှကြိမ်မြောက်နေလဲမှတ်မိတော့ပါဘူးကွာ Okay ဒီတော့ကောင်းမယ်ဆိုဒီနားလေးမှာပဲဒီက Okay ခဏလေးစောင့်ရောက်တော့မယ်ညဆုံးနီးနဲ့ဒိုးလုံးကြီးစီးပြီးတော့ကျွန်တော်လာပြီဗျ Yo ဘယ်မှာတော့ဒီကျွန်းအောင်သေးတာပါ Okay ဒီနားမှာပဲ Let's go ကိုမလားလက်နေတယ်တဲ့ညက်နေတယ် Okay အိုးရောင်ရည်ကကြိုက်ဆုံးသီးလေး Oh my god ကြိုက်ဆုံးသီးလေးပေါ်တယ် fruit လေး Oh ဒဲကွာ Okay ဒါကတော့ကျွန်တော်တို့အတီးထပ်ခောက်တာပေါ့နော်နှစ်ကြိမ်မြောက်ပေါ့ခုနအတီးတစ်ခေါက်ကောက်ပြီးဆိုဒီတစ်ခေါက်တော့အတီးနောက်တစ်ခေါက်ထပ်ကောက်တယ်ဒီကျိုးနေမှာပဲကျွန်တော်ဒီနောက် mystery day နဲ့ mystery day နေနဲ့ဒီမှာအတီးရခဏပေါ်နေရ Okay let's go Yo ဘယ်မှာတော့ဝေးလောက်အမွေးဒီအောင်ပါဟဲ့အောင်ရေးကြီးပါကွာ legendary တော့ legendary ပါကွာဒီလောက်ကြီးစိုးပြတ်တဲ့နေ fruit တွေ master bone မှာနေစိမ့်ကြီးအရောက်ကြီးအောင် creation တပြူ Okay ဒါတော့ကျွန်တော်တို့အတီးထပ်ဖောက်မယ်ပေါ့နော်အတီး
ပြန်ဖောက်လို့ရပြီပေါ့ကျွန်တော်ပထမတော့ပတ်စံမွဲနေရတယ်အတီးမဖောက်ပြဘူးကိုကတော့အတီးပြန်ဖောက်ပြီး let's go ကီဇူနဲတို့ dragon တို့ပေါက်လိုက်တော့ကွာမမဟုတ်လားဟုတ်ပေါ်တယ်ရောက်ပြီပေါ်တယ်ရောက်အားပြန်ပြီပေါ်တယ်နှလုံးရှိပြီယိုပေါ်တယ်ရောက်ပါပြီပေါ်တယ်ရောက်ပါပြီကျော်စိန်ယိုရပြီပေါ်တယ်โอเคဒီနားလေးမှာပဲအတီးလုံး spawn နေပါတော့ let's go တော့ကောက်လိုက်အောင်မီတာ100ဆိုတော့တိတ်တော့မွေးပါအောင် let's go ယောโอเคခဏလေးပဲတီးခဏလေးပဲတီးဆောင်းရမ်းခေါင်းနဲ့အတီးပိုက်ပြီးပြန်လာခဲ့ပြီဟဲ့လေနေထားဒီမှာထရီတော့ဟာလေးပါ rocket fruit နဲ့နမိတ်ဖတ်နေတာ let's go ဝင်းနားမှာတော့ဟိရပြီးအဝေးပြတာမီတာ100လေကွာကြည့်ဒီမှာကျွန်းပြေတော့မယ်ရောက်မှာအော်ရောက်နေမှာအမှုသား berry pure လုံးရပြီ let's go ဟုတ်သေးဘူးနော်အတီးကဘယ်ဒီပြောက်နေတာအားမလို့လမ်းပြောက်နေပြီလို့အားမလို့လမ်းပြောက်နေပြီကဲရဟုတ်လို့ဒီပေါ်မှာလည်းမဟုတ်ဘူးဟိရောက်ဘယ်မှာတော့အမင်းအတီးอ่ะဟုတ်သေးဘူးနော်ဟိုဘက်မှာအော်ဟိုမှာပါတီးတော့အာရောက်ရစိတ်ကြတာကွာကြည့်ပါဦး crazy fruit ကြီးတဲ့โอเคဒါတော့ကျွန်တော် PV ချနေနေတယ်မှာအတီးပေါ်လာလို့ဖတ်စီးမှာတော့ကောက်လိုက်အောင်ပဲဒါရောဝေးကုန်ဘာတွေတော့ဟာငါမှန်းတာမမအောင်ဆိုရင်တော့ဒါ marine foam မှာပဲတည်ကြတယ်โอเคဟုတ်တယ် marine foam မှာ let's go ဘယ်နားမှာတော့ let's go โอ้ยโอ้powder fruit ရပါပြီ let's go ဒါလေးကျွန်တော်စက္ကန့်လေးပါရှိတဲ့နှုတ်လေးကိုသွားပေးရပဲ powder fruit လေးโอเคဒါတော့ဗီဒီယိုရဲ့အဆုံးသတ်လို့ပြောမှာပေါ့နော်ကျွန်တော်နောက်ဆုံးအနေနဲ့အတီးသွားကောက်ပါပေါ့ဒီအတီးလုံးကောက်ပြီးတော့ကျွန်တော်ဗီဒီယိုလေးကတော့ပြီးပြီပေါ့နော် let's go တော့ဘာတီးရမလဲနောက်ဆုံးတီးအနေနဲ့ကောင်းကောင်းလေးရပါစေကြအားလုံးဆုတောင်းပေးကြပါ let's go ရုပ်ပဲနားပါတော့ okay နားပါထင်အော်ဒီမှာအော်အေးပါကွာနောက်ဆုံး fruit အနေနဲ့ငါကောင်းကောင်းလေးငါရဲ့ viewer တွေကိုငါကောက်ပြချင်ခဲ့တာကွာကြည့်ပါဦးကွာ crazy နဲ့ရုပ်ဆိုးလိုက်တာOkay so ဒီနေ့ video လေးကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ video ဆုံးဖြတ်ကြည့်ပေးတဲ့အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဖြစ်နိုင်မယ်ဆိုတော့ကျွန်တော်ကို like and subscribe လုပ်ပြီးတော့ကူညီပေးခဲ့ကြအောင်ပေါ့နော်ကျွန်တော်နောက်ထပ်ဒီထက်ကောင်းတဲ့ blog fruit content တွေနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်အားလုံးပဲ bye bye